ဇာတ်โอเคမီဒီယာအားနေပြီးတော့နော်ဆရာမရဲ့ဒီလိုလာရတဲ့အကြောင်းရင်းနဲ့ဆရာမရဲ့ကိုရေးရဆိုရင်အချင်းချုံလေးပြောပြလို့ရမလားဟုတ်ကဲ့ရှင်ဟုတ်ကျမနာမည်ကတော့ထက်ဝင်ပါကျမမကွေးရလာတာပါရှင်ကျမမကွေးမှာအင်္ဂလိပ်စာသင်တန်းကျောင်းတစ်ခုဖွင့်ထားတယ်ဟုတ်ကဲ့အင်္ဂလိပ်စာသင်တန်းကျောင်းကတော့လူအသက်ကတော့မျိုးပေါ့နော်ဒီအသက်4နှစ်လောက်ကနေစပြီးတော့ဒီအတူကြီးပိုင်းတွေဒီသင်တယ်ပေါ့အများစုကတော့ကျောင်းသားတွေပေါ့ဟုတ်ကျမ US ကိုလာတာကတော့ဒီ Oklahoma University နဲ့ဒီ Department of State နဲ့ပေါင်းပြီးတော့ပေါ့နော်သူတို့ခေါ်တဲ့ Professional Fellowship အနေနဲ့ပေါ့နော် Professional Fellow တယောက်အနေနဲ့လာရတာပေါ့နော်ဟုတ်သူတို့ကတော့ဒီကျမတို့ Entrepreneur ဘိုင်းလဲပါမယ်ပေါ့ဒီကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတယောက်အနေနဲ့ပေါ့နော်အဲ့လိုမျိုးဒီမှာလာပြီးတော့ဒီ leadership နဲ့ပတ်သက်တာတွေနောက်ပြီးတော့ကိုနဲ့လားတူတဲ့လုပ်ငန်းလေးတွေကိုလာပြီးတော့လေ့လာလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ကရန်ကုန်တက္ကသိုလ်ကနေပြီးတော့ EPP နဲ့အကြောင်းပြီးထားရတယ်ပေါ့EPP ဆိုတာ English for Professional Purposes ပေါ့သူက Business Management နဲ့ English စာနဲ့ပေါင်းထားတာပေါ့နော်အဲ့ဒါနဲ့2008ခုနှစ်မှာဘွဲရပြီးတော့ကျွန်တော်2008မှာပဲမကွေးကိုပြန်ပြီးတော့အင်္ဂလိပ်စာသင်တန်းကျောင်းဖွင့်ခဲ့တယ်ပေါ့အင်္ဂလိပ်စာသင်တန်းကျောင်းဖွင့်တယ်ဆိုကျွန်တော် NGO တစ်ခုမှလည်းဒီ part time teacher အဖြစ်နဲ့ဝင်ပြီးတော့လုပ်တယ်ပေါ့နော်အဲ့မှာအတွေ့အကြုံလည်းရတယ်ဒီ training နဲ့ပတ်သက်တာတွေလည်းရတယ်နောက်ပိုင်းကိုပိုင်သင်တန်းလေးလည်းဖွင့်ထားတယ်အဲ့ဒီကနေပြီးတော့ဒီ program ကို online ကနေတဆင့်သိပြီးတော့ရှောက်လိုက်တာပေါ့နော်အဲ့မှာfound နေဖြစ်ရတယ် interview ဖြေရတယ်ပေါ့ဖြေပြီးတော့ interview ပါသွားလို့ဒီလိုရောက်လာတာပါဟုတ်ကဲ့အခုလိုဖြေချပေးတဲ့အတွက်ဆရာမထက်ထက်ကိုအရင်ကျေးဇူးများတင်ပါတယ်အခုနောက်ဆုံးနေနေပေါ့နော်ကျွန်တော်တို့ဇုံမီလူမျိုးတွေထဲမှာအတွေ့အကြုံပေါ့နော်ဆရာမတွေးတဲ့တချို့လေးကိုပြောပြလို့ရမှာခင်ဗျဟုတ်ကဲ့ရှင်ဟုတ်ကျွန်မလည်းအရင်ပြောချင်နေတာပါဟုတ်ကဲ့ကျွန်မဒီကိုရောက်လာတော့ကြာတော့ညီမပြကနေ4ယောက်လာတယ်ပေါ့နော်4ယောက်လာတယ်ကျွန်မအတွက်ကဒါ overseas ပေါ့နော် trip နေနဲ့ပထမအောင်ဆုံး trip ပေါ့အဲ့တော့နည်းနည်းလေးစိတ်ထဲမှာစိုးရိမ်စိတ်လေးရှိရအဆင်ပြေပါမလားပေါ့နော်ဒါပေမဲ့ကျွန်မနဲ့အတူတူလာတဲ့ဒီ Marosi ရဲ့နောက်အမတယောက်ရှိတယ်နောက်ဗာလဲအောင်စိုးဝင်းဆိုတဲ့ကောင်လေးတယောက်ရှိရပေါ့နော်သူတို့3ယောက်ပါလာတာကျွန်မတို့အရန်ကိုထောက်ကူဖြစ်တယ်ပေါ့ဒီညီမပြည်ကလာတဲ့လူချင်းနဲ့တူတယ်နောက်ပြီးတော့သူတို့ကကိုယ်စောင့်ရှောက်ပေးတယ်ပေါ့နော်အဲ့ဒါအောင်မှကျွန်မဒီ Marosi နဲ့တူဒီ placement မှာတော်စားကိုကြားတယ်ပေါ့အဲ့ဆို4ယောက်ကိုတယောက်ချင်းစီကြားတာပေါ့ပုံမှန်တော့လေသူတို့ဘယ်2ယောက် normal မှာကြားတဲ့2ယောက်ဆိုလို့ရှိရင်သူတို့2ယောက်ကတနေရာစီပေါ့ကျွန်မကကြားတော့ကျွန်တော်တို့2ယောက်ကကြားထူးကြတယ်ဒီတော်စားကိုအတူတူလာပြီးတော့ကြားတယ် Marosi လည်းပါလာတယ်အဲ့မှာကျွန်မထပ်ပြီးတော့ကောင်းတာ Marosi ပါလာတဲ့အပြင်ကိုဒီမှာဗမာပေါ့နော်ဒီသူတို့ပြောတဲ့ Burmese community အရန်များတယ်ပေါ့အရန်များတယ်အဲ့ဒီမှာဒီ Marosi ရဲ့ဒီဆွေမျိုးသားချင်းတွေလည်းရှိတော့ကျွန်တော်တို့ဒီလုပ်ငန်းအပြင်ကိုပေါ့ဒီကိုပိုင်ချိန်လေးတွေမှာဒီ Burmese community နဲ့တွေးလို့ရတယ်ပေါ့နော်အဲ့ဒါလေးကလည်းအရန်ကိုဘယ်လိုပြောရမလဲစိတ်ချမ်းသာကိုလည်းကောင်းတယ်ကြီးနူးကိုလည်းကောင်းတယ်ဆိုတော့ဒီကိုလာလိုက်တာကိုကအလုပ်တွေလာရတယ်စိတ်အားထက်သန်တယ်ဒါပေမဲ့ကိုမိသားစုကိုပြန်ပြီးတော့တတိရတာတွေပါရှိရလေအဲ့လိုမျိုးအဲ့ဒီချိန်မှာဒီလိုဗမာချင်းပေါ့နော်ဗမာပြည်ရလာတယ်ဆိုတာနဲ့စိတ်ထဲမှာလေနွေးနွေးထွေးထွေးဖြစ်သွားတာပေါ့နော်အဲ့ဒီချိန်မှာအဲ့လိုမျိုးဒီသူတို့ဖိတ်ခေါ်တယ်လူညစာတွေပါသွားစားတယ်အဲ့ဒီချိန်မှာသူတို့ဘက်ကလည်းကိုနွေးနွေးထွေးထွေးနဲ့ဆက်ဆံတယ်ပေါ့နော်နွေးနွေးထွေးနဲ့လည်းဆက်ဆံတယ်ဘာသာစကားနေတော့ကျွန်မတိတ်မသိဘူးပေါ့နော်ဒါပေမဲ့သူတို့နွေးနွေးထွေးဆက်ဆံတာလေးတွေနောက်ပြီးတော့ဒီဆူတောင်းပေးတာမျိုးလေးတွေအဲ့ဒါမျိုးလေးတွေကိုတွေ့တဲ့အခါမှာလေအရန်လဲစိတ်ထဲမှာကြီးလဲကြီးနူးမိတယ်ကြီးလဲကြီးနေမိတယ်ပေါ့နော်အခုထိပေါ့ဒီကိုလာတဲ့US ကိုလာတဲ့အခါမှာသူတို့ American culture တွေပါလည်းတွေ့ရတယ်ပညာရေးတွေပါလေ့လာလို့ရတယ်တပန်ကိုကျွန်မအကြိုက်ဆုံးလို့ပြောလို့ရတယ်ကျွန်တော်တို့ရှိမှာကျတော့အဲ့လိုမျိုးအရန်ကြီးရင်းနှီးရတာမျိုးတွေလည်းမရှိဘူးလေတိတ်ပြီးတော့လည်းမတွေ့ဘူးပေါ့နော်ဒါပေမဲ့ဒီမှာအဲ့လိုမျိုးလေးလာပြီးဇုံမီမိသားစုပေါ့ဇုံမီမိသားစုပေါ့ဟုတ်ကဲ့ရှင်ဟုတ်အဲ့လိုမျိုးလေးတွေ့ရတာသူတို့အရန်နှွေးထွေးတယ်ပေါ့နော်ကျမတို့ကဒီမြန်မာနိုင်ငံအလဲပိုင်းရောက်သွားတော့ကျတော့တိုင်းရင်းသားတွေပိုင်းနဲ့အရန်ကြီးတငယ်ချင်းတွေပါတယ်မှာအရန်ကြီးမရှိဘူးကျောင်းတက်တော့ကလည်းအဲ့လိုမျိုးမရှိဘူးပေါ့နော်အခုမှအဲ့လိုမျိုးလက်ပွန်တတိနဲ့ဆက်ဆံမှုတွေအဲ့ချိန်မှာအရန်ကျင်တတ်ဖို့လည်းကောင်းတယ်ပေါ့နော်နွေးထွေးတာကိုလည်းတွေ့ရတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဆရာဟုတ်ကဲ့ရှင်